Hi everyone, I'm back. အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာသင်ကြားဗီဒီယိုအသစ်လေးတစ်ပုဒ်နဲ့တူပြန်လည်ရောက်ရှိလာပြီဖြစ်ပါတယ်ကျွန်တော်ဒီနေ့ဒီလိုလေ့လာမယ့်ကောင်းစဉ်လေးကိုကြည့်လိုက်အောင်နော်ဟုတ်ပါတယ်ဒီနေ့လေ့လာမယ့်ကောင်းစဉ်လေးကတော့ Three Invisible Friends တကယ်ချင်း3ယောက်ပဲဖြစ်ပါတယ်ဒီနေ့လေ့လာမယ့်သင်ကြားလေးကကျွန်တော်တို့လက်တွေ့ဘဝနဲ့အများကြီးဆက်ဆက်မှုရှိနေတဲ့ကောင်းစဉ်လေးပဲဖြစ်ပါတယ်ဒီကောင်းစဉ်လေးက Invisible Friend လို့ပေါ်ပြနေရဖြစ်တယ်။တနည်းအားဖြင့်မမြင်ရတဲ့မိတ်ဆွေတွေပေါ့နော်။ဘဝမှာတကယ်ပဲကိုအလိုအပ်နေဆုံးခက်ခဲနေဆုံးအချိန်မှာပေါ်ထွက်လာတတ်တဲ့မိတ်ဆွေကောင်းတွေရှိတတ်ပါတယ်။ရှိကြမယ်လို့လည်းယုံကြည်ပါတယ်။တချို့ကြတော့အမြင်တွေ့နေမှရှိတယ်လို့ထင်တာလေနော်။ဒါပေမဲ့မဟုတ်ပါဘူး။ဒါမှကျွန်တော်ခက်ခဲနေတဲ့အချိန်ကျွန်တော်တို့ဆုံးရှုံးတော့မှချိန်တကယ်ပဲလမ်းပြောက်တယ်လို့ဖြစ်တဲ့အချိန်မှာကျွန်တော်တို့အကောင်းဆုံးအဖြစ်နဲ့အားအဖြစ်နဲ့ပေါ်လာပြီးတဲ့သူတွေကတကယ်တော့ invisible friend တွေပဲဖြစ်ပါတယ်ဒီနေ့မှာသင်ချာနဲ့ဆက်ဆက်ပြီးတော့မှကျွန်တော်ပြန်ပြီးတော့မှလေ့လာဖို့ဖြစ်တယ်သင်ချာမှာလဲကျွန်တော်လက်တွေ့ပေါ်ရလို့ပဲကိုပြပုံစံမျိုးဖြစ်နေတဲ့မိတ်ဆွေတွေရှိပါတယ်အဲဒီနေ့မှာအဲ့ဒီသင်ချာမှာရှိတဲ့ three invisible friend ကိုပြတဲ့ငယ်ချင်း3ယောက်ကဘာတွေများဖြစ်မလဲဆိုတော့ကျွန်တော်တူထပ်ပြီးတော့မှကြည့်လိုက်အောင်နော်ဘယ်သူတွေရဲ့တငယ်ချင်းတွေလဲတဲ့ဟုတ်ပါတယ်သူတို့ကတငယ်ချင်းတော့ဟုတ်တယ်ဒါပေမဲ့တင်ချာနဲ့သက်ဆိုင်တဲ့အရာတိုင်းတော့မဟုတ်ပါဘူးအဓိကသူနဲ့သက်ဆိုင်တဲ့အစိတ်ပိုင်းတွေရှိပါတယ်အုပ်စုတွေရှိပါတယ်ကျွန်တော်အရှိဗီဒီယိုလေးပေါ့နော်ဒီမတိုင်ခင်ဗီဒီယိုလေးမှာတင်ချာမှာလူသုံးများဆုံးအစိတ်ပိုင်း၄ခုဆိုတဲ့အရာကိုအမျိုးအစား၄ခုဆိုတဲ့အရာကျွန်တော်ဝင်မြခဲ့ပါတယ်တချို့မကြည့်ရသေးတဲ့သူရှင်သွားပြီးတော့မှကြည့်ဖို့လဲလို့ဆိုအားပေးလိုပါတယ်။ဘာကြောင့်လဲဆိုတော့ဒီနေ့ပြောသွားမယ့်ဗီဒီယိုထဲမှာပါနေတဲ့အဓိကအကြောင်းအရာတွေကအဲ့ဒီအရှိဗီဒီယိုနဲ့ဆက်ဆိုင်နေလို့ဖြစ်ပါတယ်။ကဲဒါဆိုရင်ကျွန်တော်ဆက်ပြီးတော့မှကြည့်အောင်နော်။ကိန်းဂဏန်းများ numbers တနည်းအားဖြင့် constant လို့လည်းဒီအဖွဲ့ကိုခေါ်ပါတယ်။ညမှာလည်းဆိုရင်တော့ကိန်းတွေပေါ့နော်။ဟုတ်ပြီဒီအုပ်စုအတွက်ဒီတငယ်ချင်းတွေကရှိတယ်။ဒီဘက်နဲ့တည်းမှာပဲအခရာများ alphabet variable တနည်းအားဖြင့်ဂိမ်းတီလို့ခေါ်တဲ့အုပ်စုတော့လည်းဒီတငယ်ချင်းတွေရှိတာဖြစ်ပါတယ်ဆိုတော့ဒီအုပ်စုနှစ်အုပ်စုတမှာပါနေတဲ့ဘယ်ဂိမ်းကဏ္ဍမဆိုဒါမှမဟုတ်ဘယ်အခရာမဆိုတခုချင်းစီတော့ဒီတငယ်ချင်း3ယောက်ကအမြဲရှိနေတာဖြစ်ပါတယ်ဂိမ်းကဏ္ဍအုပ်စုကိုကျွန်တော်နည်းနည်းလာပြန်ပြီးတော့မှကြည့်အောင်ဒီမှာဆိုရင်တော့1 2 3 4 5ပြီးတော့မှအနုတ်1အနုတ်2အနုတ်3 8.9အနုတ်2.4 1/2 4/5 0ဆိုတော့ဒီမှာမတူညီတဲ့ပုံစံမျိုးစုံနဲ့ numbers တွေကိုကျွန်တော်တွေ့မှာဖြစ်ပါတယ်တခုရှိတာကဒီမှာရေးထားတဲ့ numbers တွေအတွက်ပဲဒီတငယ်ချင်းတွေရှိလာဆိုတော့မဟုတ်ပါဘူးတခြားအများကြီးနော် numbers ထဲမှာရှိနေတဲ့တခုချင်းတွေအတွက်တို့ကတငယ်ချင်းတွေဖြစ်ပါတယ်ဒါပေမဲ့လည်းဒီနမူနာအနေနဲ့အရှိန်သဘောအနေနဲ့သဘောပေါက်ရုံအတွက်ပေါ့နော်လို့တလောက်ပဲကျွန်တော်ဖော်ပြထားတာဖြစ်ပါတယ်နော်ဆိုတော့တခုရှိတာဂိမ်းတီဆိုတာက constant တနည်းအားဖြင့် number ဆိုတာကဘလို့အခြေအနေမျိုးကြောင့်မှသူ့ရှိရင်ဆိုမူလတန်ဖိုးမပြောင်းမနဲ့အမြဲရှိနေမဲ့ဂိမ်းကနေပြောရဖြစ်ပါတယ်ဥပမာဖြင့်နံပါတ်10ဆိုပါတော့10ပဲအချိန်မှကြီး10ဖြစ်ပဲရှိနေမှာပါတယ်နော်ဒါမျိုးပေါ့ခေဟုတ်ပြီကျန်တဲ့တအုပ်စုမှာဆက်ပြီးကြည့်အောင်အခရာများကတော့ထွေထူးမဟုတ်ပါဘူးသူက A ကနေ Z ထိကိုပြောချင်တာဖြစ်တယ်ကျွန်တော်ရေးတဲ့အခါမှာဒီ capital letter ပေါ့နော် A အကြီး B ကြီးအမျိုးစသဖြင့်ရေးလို့ရတယ်လို့သူsmall letter ပေါ့နော် A သေး B သေးအဲ့လိုမျိုးလိုက်ရေးလို့ရပါတယ်ပြီးတော့မှဒီအခရာအုပ်စုကတော့ variable ဂိမ်းရှင်ဖြစ်တဲ့အတွက်ပု္ပ္ပစာပုံမူတည်တော့မှသူကတန်ဖိုးအပြောင်းလဲရှိနိုင်ပါတယ်ဥပမာဖြင့်ဒီပု္ပ္ပစာတစ်ပုဒ်မှာ A ရဲ့တန်ဖိုးက2ဆိုပါစို့ဒါပေမဲ့တခြားပု္ပ္ပစာတစ်ပုဒ်အတစ်တစ်ပုဒ်ရောက်တဲ့အခါမှာ A ရဲ့တန်ဖိုး2မဟုတ်တော့ဘဲနဲ့6တို့10တို့15တို့အဲ့လိုမျိုးပေါ့နော်အခြေအနေကအပြောင်းလဲဖြစ်သွားနိုင်ပါတယ်အဲဒါကြောင့်မို့သူတို့ကိုဂိမ်းရှင်လို့ခေါ်တာဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်ဆက်ပြီးတော့မှဒီတငယ်ချင်း3ယောက်ကဘယ်သူတွေဖြစ်မလဲဆိုတာကိုအုပ်စုအလိုက်ပေါ့နော်ကျွန်တော်ထပ်ပြီးတော့မှကြည့်လိုက်အောင်နော်ပထမအုပ်စုကတော့ numbers ကိန်းဂဏန်းများသို့မဟုတ် constant ကိန်းတွေများဖြစ်ပါတယ်ဆိုတော့ဒီမှာတော့နမူနာအနေနဲ့ကျွန်တော်9ကိုယူထားပါတယ်နော်ဒီ screen ရဲ့ညာဘက်အပေါ်တောင်မှာဆိုရင်9ကိုအညွန့် box ထဲမှာကျွန်တော်ပြထားပါတယ်ဆိုတော့ပုံမှန်အပြင်9လို့ယူထားရင်အော်ဒါ9ပဲလို့လူတွေတန်းသိပါတယ်ဒါပေမဲ့သူ့မှာ
ကျွန်တော်တိုက်ရိုက်မမြင်ရတဲ့ကိုပြောက်လိုမျိုးဖြစ်နေတဲ့တငယ်ချင်း3ယောက်ရှိသေးတယ်ဆိုတော့ကျွန်တော်သိထားဖို့လိုပါတယ်အဲ့လိုသိထားမှာပဲနောက်ပိုင်းပို့စာတွေဖြည့်ရှင်းတဲ့အခါမှာအခြေအနေပုံမူတီးတော့မှလိုအပ်လို့တလို့ကျွန်တော်ကအဲ့3ယောက်ရဲ့အကူအညီပေါ့နော်တခါကျရင်3ယောက်ထဲမှာဆိုရင်တယောက်ကိုပဲယူပြီးတော့မှဖြည့်ရှင်းရှိတဲ့ခါကျရင်2ယောက်တော့မဟုတ်တခါကျရင်3ယောက်စလုံးအကူအညီယူတော့ဖြည့်ရှင်းအချင်းရှိပါတယ်နော်ဒါဆိုရင်ကျွန်တော်ဆက်ပြီးကြည့်အောင်ပထမတငယ်ချင်းကဘာတူလဲဆိုတော့ထက်ညွန်ပါဝါတော့မဟုတ် exponent လို့သူခေါ်ပါတယ်ထက်ညွန်ဖြစ်ပါတယ်ဟုတ်ပြီခုနှစ်မှာထက်ညွန်ဘယ်လောက်ရှိတယ်လဲပေါ့နော်သူဒီတိုင်းရေးထားမယ်ဆိုတော့သိချပါတယ်ထက်ညွန်က1ရှိတာဖြစ်တယ်တခါတည်းမှာထက်ညွန်နဲ့သက်ဆိုင်တဲ့ပို့စာဖြည့်ရှင်းတဲ့အခါမှာကျွန်တော်ဒီထက်ညွန်တဲ့သူ့ရဲ့တငယ်ချင်းကိုဆွဲခေါ်ပြီးတော့မှကျွန်တော်ဖြည့်ရှင်းရခြင်းရှိပါလားနောက်ထပ်တစ်ခုမြောက်ဖော်ကိန်း1ဟုတ်ပါတယ်ခုနှစ်မှာဒုတိယတငယ်ချင်းဖြစ်တဲ့မြောက်ဖော်ကိန်း1ဆိုတာလည်းအမြဲရှိပါတယ်ပုံမှန်အဖြစ်တော့ခုနှစ်လိုပဲရေးပေမဲ့တကယ်တမ်းတော့မြောက်ဖော်ကိန်းသက်ဆိုင်တဲ့ပို့စာရင်းနဲ့ပတ်သက်ကျွန်တော်ဖြည့်ရှင်းမလို့လိုက်သူ့ရဲ့တငယ်ချင်း1ကိုထည့်သွင်းခြင်းရှိပါတယ်တခုလေးပြောတဲ့ရှိတာကဘာဖြစ်လို့1ကိုမရေးလဲဆိုတော့ရှင်းပါတယ်အဖြေကတော့တက်နဲ့9မြောက်9တက်လီဒါမှမဟုတ်1 9လီက9ပဲမလို့ပေါ့နော်အဲကြောင့်ကျွန်တော်9ပဲရေးကြတာဖြစ်တယ်စောစော9တစ်ထပ်မှလည်းကျွန်တော် sorry ပါနော်တပြောဖို့တခုကျန်တော့အားပါလဲဆိုတော့9တစ်ထပ်ကလည်းတနည်းအားဖြင့်9တစ်လုံးလို့တစ်ကြိမ်လို့ဆိုတာဖြစ်တဲ့သူကလည်းဒီတိုင်း9လို့ရေးကြပါလေဟုတ်ပြီဒါဆိုရင်နောက်ဆုံးတငယ်ချင်းပိုင်းချေပေါ့နော် denominator ဖြစ်ပါတော့ဆိုတော့ပိုင်းချေတက်ကလည်းအမြဲရှိနေရဖြစ်ပါတယ်တနည်းအားဖြင့်ပိုင်းချေဆိုတာကအောက်မှာရှိတဲ့ gain ဖြစ်တယ်ဒီအပေါ်မှာရှိတဲ့ gain ပိုင်းဝင်9ကိုအောက်မှာရှိတဲ့ပိုင်းချေတက်နေစားတဲ့ခါမှာအဖြစ်9ပဲပြန်ထွက်ရဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့က9လို့ပဲရေးတာပါနော်ဒါမှတစ်ခါတည်းမှာတချို့ပိုင်းချေနဲ့ပတ်သက်ပြီးတွဲတဲ့ပို့စာရမှာအဲ့တက်ကိုထုတ်သွင်းရတဲ့အချိန်အခုညီတောင်းရတဲ့အချိန်ရှိပါတယ်ဒါဆိုရင်တငယ်ချင်း3ယောက်ကထညွန် power တို့မဟုတ် exponent ပြီးတော့မှမြောက်ဖော် gain coefficient ပြီးတော့မှနောက်ဆုံးတငယ်ချင်းကတော့ပိုင်းချေ denominator ပဲဖြစ်ပါတယ်ဒါကတော့ခုနှစ်တလုံးနဲ့အတွက်မဟုတ်ပါဘူးเนาะရှိသမျှ numbers တွေအတွက်ဒီ3ခုဒီတငယ်ချင်း3ယောက်ကအမြဲရှိတာဖြစ်ပါတယ်ကျွန်တော်ဒါဆိုရင်ဒုတိယတို့မဟုတ်နောက်ဆုံးအုပ်စုဖြစ်တဲ့ alphabet ကိုဆက်ပြီးတော့မှကြည့်အောင်ဒီမှာတော့ကျွန်တော် f ကိုယူထားပါတယ်เนาะဥပမာအနေနဲ့ပေါ့နော်3ဖို့ဆိုတော့စောစောကပြောခဲ့တယ်လို့ပဲ number တွေမှာလို့ပဲသူတို့ကလည်းဒီ3ယောက်ပဲဖြစ်တာနော် f လို့ရေးထားရင် automatic တရားမှာထညွန်တရှိတယ်မြောက်ဘက်ကိန်းတရှိတယ်ပြီးတော့မှပိုင်းရှိတရှိတာဖြစ်တယ်ဆိုတော့တခုတော့ရှိတာပေါ့နော် numbers တွေကတော့အရေးတော့အကန့်အသတ်မဲ့အောင်အများကြီးရှိပေမဲ့ alphabet တွေကတော့26လုံးမှရှိတာဖြစ်ပါတယ်เนาะ A နဲ့ Z ဒီဆိုရင်ဒါကြောင့်ကျွန်တော်ဒီ alphabet တွေမှာလည်းဒီတငယ်ချင်း3ယောက်ရှိတယ်ဆိုတာကိုသိထားဖို့ဖြစ်ပါတယ်ဟုတ်ကဲ့ပါကျွန်တော်ဒီနေ့ဝင်ပြပေးခဲ့တဲ့အရာကတော့တင်ချပို့ထားတဲ့အခါမှာ numbers တွေနဲ့ variables တွေ alphabet တွေမှာတငယ်ချင်း3ယောက်အမြဲရှိနေဆိုတဲ့အရာကိုကျွန်တော်သိထားဖို့ဖြစ်ပါတယ်သိထားမယ်ဆိုရင်တော့ပို့စာရဲ့အခြေအနေကကျွန်တော်လိုလို့တို့ရဲ့အကူအညီကိုယူရမှလိုအပ်တဲ့လိုချင်တဲ့အဖြေကိုကျွန်တော်ရတော့နိုင်မယ်ဆိုတော့knowledge လေးပေါ့နော်အတီးလေးတစ်ခုကိုကျွန်တော်မှတ်ထားဖို့ရသွားဖို့ပဲဖြစ်ပါတယ်ဒီနေ့ဗီဒီယိုအချိန်ပေးကြည့်ရှုပေးသူရဆန်ကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ကျွန်တော်နောက်ထပ်ဗီဒီယိုမှာထပ်ပြီးတော့တွေ့ဆုံကြပါမယ်အားလုံးပဲကောင်းမွန်တဲ့နေ့တစ်နေ့ကိုပတ်ဆိုင်နိုင်ကြပါစေခင်ဗျာ